ကချီတူမီစီများအလုံးဝမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့စိုးကြီးကရှိရုံမှာကျူးဇလိုက်ပါတယ်ကျွန်တော်တို့ခုခါမှာခင်ဗျာဒီနေ့တော့ဒါ19ရက်8လ2016လီပေါ့နော်ဒီနေ့လေးမှာကျွန်တော်ကားလေးအစုံလိုက်ပြပေးမယ်မိုးလီတော်နဲ့ချုပ်နေပြီဒီကံကြီးကြည့်ပါအောင်ခင်ဗျာဒီဖစ်လေးကတော့မနေ့ကမှရောက်တာစိုးအောင်သွားပြီခင်ဗျာဒီကောင်လေးကစပြလိုက်မယ်ကာရာဗန်ဒက်စီအော်တိုခေါင်မြင့်လန်နန်အေလေးပါခင်ဗျာနော်ခေါင်မြင့်နဲ့ရမယ်အော်တိုဂီယာအမှန်ဖြစ်ပါမယ်12ရောက်စီပါကျွန်တော်3800ပေါ်ပေါ်လေးနဲ့ရောင်းပေးမယ်နော်800ဘလုံးကပေါ်ပေါ်လေးပဲနည်းနည်းလေးပဲပုံမယ်ခင်ဗျာနော်ဒီကောင်လေးရှိပါမယ်ဝိုင်းညံလိုင်းစင်မှာခင်ဗျာဒီဘက်မှာ delivery လေး458သိန်းနဲ့ခင်ဗျာ1900အောင်ရမယ် PN လေးပါခင်ဗျာ auto အမှန် AC ပါမယ် aircon အေးမယ် power CN လည်းပါမယ်ဒီမှာဟိုက်ချက်ကောင်မှာ manual နံပါတ်အမြင့်လေးလည်းရှိအောင်မယ် national and နဲ့918သိန်း1700ပတ်လေ Aussie အများကြီးကျန်သေးတယ်ခင်ဗျာနော်ဒီဘက်မှာကတော့ J တန်းပကိုးလေးပါခင်ဗျာနော်manual 4E ပါ9နဲ့မှ18သိန်း1000ကို12လပိုင်းထွက်တယ်1009လေးဖြစ်သွားမယ်အောက်မိုင်းနဲ့လေးကျန်အောင်မယ်နော်ဂျူရန်လေးပါအာရန်လေးပါခင်ဗျာ sorry အာရန်ပကိုးလေးကျန်အောင်မယ်9နဲ့မှ18သိန်းဒီဘက်မှာတော့ Honda ID လေး Honda ID ကတော့950နဲ့မှ8သိန်းပါခင်ဗျာ7 lane နဲ့အိမ်နဲ့ရမယ် manual gear ပဲခင်ဗျာနော်ဟောဒီမှာ high jet ကိုမှ grade မြင့်လိုချင်တဲ့ customer တွေအတွက် high jet ကိုကျွန်တော် ultra grade ပါနော်1008ကလေးပါ800နဲ့မှ8သိန်းပါဝင်တို့2ပေါက်နဲ့ခင်ဗျာ auto 24ခလုံးနဲ့ပါဒီဘက်ကတော့ manual လေးပါခင်ဗျာနော်1008ကလေးဖြစ်ပါမယ်အနောက်ကကျွန်တော်တို့စတီးပတ်လေအကားနဲ့အနောက်ကတကားလေးပါအကုန်ပါတယ်နော်picket ကားတွေအကုန်လုံးကကျွန်တော်တို့ frame all သေးဖြစ်ကြမယ်နော် frame all သေးပါ frame all သေးကားတွေပဲရောင်းပါတယ်ခင်ဗျာဒီကောင်လေးကတော့ကျွန်တော်တို့968သိန်းရှေ့မှာ mini cat လေးခင်ဗျာဒီကောင်လေးပါဒီကောင်လေးကျွန်တော်တင်ပေးပြခင်ဗျာ1000တန်းလန်နဲ့အဲဒီ658သိန်း11နဲ့ဝင်ပါပြီခင်ဗျာနော်ဝီတက်မှာတော့တန်းပဲထွက်ပါတယ်ခင်ဗျာဒီကောင်လေးကတော့618သိန်း1008 auto i9 လေးဖြစ်ပါတယ် auto အမှန်ပါဟိုဘက်ကကောင်လေးကတော့ 2V4 ခလုတ်ဒီဘက်ကကောင်လေးကတော့ 2V အမှန်ဒါကတော့အစ်စ်ရောက်တဲ့ကောင်လေးပါခင်ဗျာ988သိန်း2000မော်လေးပါနော်ဝေဘလူး manual လေးပဲခင်ဗျာဒီကောင်လေးလဲ manual gear လေးပါဘာရှိအောင်မလဲဆိုတော့ဒီမှာ pro ကဇစီအစ်စ်ထက်ဝင်လာတယ်ခင်ဗျာနော်ဈေးလေးမသိရသေးလို့နောက်ရက်တင်ပေးပါမယ်နွားကြီးဒီပါကြီးလည်းရှိမယ်ခင်ဗျာဒီကောင်လေးတွေပြီးရင်ဒီဘက်အင်စီကားလေးပြပေးမယ်ခင်ဗျာဟိုနေရာ TikTok မှာတင်ပေးရတဲ့ Chevrolet NW လေးကျန်အောင်မယ်ခင်ဗျာနော်ဒီနက်ကလေးတော့ပါမယ်ဈေးနှုန်းလေးတင်မယ်668သိန်းမှာခင်ဗျာ2006.3နော်ကာလာအနက်ရောင်ဒီတန် Aircon Digital လေးခင်ဗျာဒီဘက်မှာတော့ high jet ကိုလူစီးအမှန်အောင်ရမယ် H10 1 year 958သိန်း1009ခင်ဗျာနော်အင်ဂျင်ပြောင်းမှာ KF အင်ဂျင်ရမယ်ဒီဘက်ကတော့ GD ရှမ်းလေးပစိုး 1000cc တက်တန်းဝေးမယ်900အောင်2သိန်းပဲရောမယ်ခင်ဗျ498သိန်း2000ဖြစ်မယ်ဘက်ကတော့ Mitsubishi Coppola နောက်ဖုန်းမော်တာနဲ့ကောင်းလေးပေါ့နော်ဂီရန်ဖြစ်မယ်ဝိုင်းညံဖြစ်မယ်1000တန်းလေးပါ1080နဲ့မှ8သိန်းပါခင်ဗျာဟောဒီဘက်မှာနွားယူမှာ .5 ကိုလိုချင်တယ်ဆိုရင်တော့ဒါလေးရှိရမယ်ခင်ဗျာနော်1007ကလေးဖြစ်မယ် F10 လေး948သိန်းပါခင်ဗျာနီးနက်ကလေးပါရမယ်ရိုးစစ်တက်ခဲ့အားလုံးရှင်းရမယ်နော်ဘယ်တာလေးရောက်ပါတယ်ခင်ဗျာအဖြူအတန့်လေးနော်ကျွန်တော်နောက်ရက်ကိုတီးတန့်တင်ပေးမယ်ဘယ်တာလေးကိုတော့နောက်ရှောင်းနဲ့ 1.3 ဘယ်တာအဖြူကာချောလေးပါဟောဒီမှာ inside လေးကြံပါအောင်မယ် inside လေး1009ရော ZE2 ချက်စီနဲ့ air grade လေးပါခင်ဗျာ1090ဒီရောင်းရပါမယ်1002သိန်းရောမယ်998သိန်းဒီပတ်ဆိုလေးကဒီမှာကြည်နေတော့တယ်နော်တောက်လျှောက်အနက်လေးပါဒီမှာ6နဲ့မှ18သိန်းကြည်နေပြီခင်ဗျာနော်မိုးချုပ်လည်းကြည်အောင်မယ်ဒီဘက်မှာတော့ခြံကြီးလေးရှိပါမယ်ခင်ဗျာဒါလေးကတောက်လျှောက်နဲ့တော့ 1000cc ကျွန်တော်1005လေးဒီဘက်မှာတော့ကျွန်တော် 2R နံပါတ်နဲ့ 2R မန်းလေးခြံကြီး2019ကျော်ကီလို4000လောက်ရှိမယ်ဗျကီလို4000လောက်ရှိမယ်ဈေးလေးက1050နဲ့မှ8သိန်းပါတွင်းကားလေးပါနော်ဒီတော့မှောင်သွားပြီခင်ဗျနောက်မှာမီယာလေးရှိပါဦးမယ်မီယာလေးကတော့ကျွန်တော်1000တန်းလေးပါ988သိန်းအောက်ကြီးရပဲခင်ဗျနီနက်ကလေးတော့ပါအောင်ပါဗောနော်ဒီဘက်မှာဆက်စီးလေးရှိပါမယ်နက်ပြလေးကျန်အောင်မယ်ခင်ဗျကျွန်တော်အင်ဂျင်တော့ပကားကန်နေပြီနော်အင်ဂျင်ငွေလေးပပလေးလိုက်လာလို့ကျွန်တော်လိုအပ်တာလေးပြလို့အင်ဂျင်ပကားကန်လိုက်ပါတယ်ဈေးလေးကတော့868သိန်းပြောင်းပါတယ်ခင်ဗျလက်ရှိပထမခေါ်တာ858သိန်းမှာလက်ရှိကတော့868သိန်းခင်ဗျနော်ယူရဲ့2ပေါက်ပါခင်ဗျအီရန်ဝိုင်းကြီးနီနက်ကလေးပါပါတယ်ရောင်လေးလည်းရှိပါအောင်မယ်နော် ID ဒီဘက်မှာဆက်စီးပါခင်ဗျာနော်တော့ရှောင်းနဲ့ H10 ဖြစ်ပါမယ်ကျွန်တော်တို့အမှန် grade မှန်ကတော့ U ရဲ့2ပေါက်ပေါ့နော် U ရဲ့2ပေါက်ပါလက်ရှိတော့ကျွန်တော်တို့4ပေါက်ချိန်ထားတယ်ခင်ဗျပါဝင်တော့4ပေါက်နေရပါမယ်တော့ရှောင်းနဲ့ပါ1009 1198သိန်းဒီဘက်မှာဒါလေးကစိုးအောင်ပါဒီဘက်မှာဗာရှိအောင်မလို့ဒီမှာ Pro ပေါက်ကိုမှဆက်စီး grade နဲ့ 5H ချက်စီနဲ့နော်918သိန်း E10 1 year 1.5 inch power 2000မော်တယ်စကပတ်လေအလွိုင်းပတ်လေစပွိုင်လာရစအကုန်ဆင်ပြီးသားယူစစ်တက်ခိုက်အားလုံးရှင်းမယ်
ဝါယူမှာမွေးနေပဲအမြင့် Wi-Fi ပဲလိုချင်ဒါလေးကြံအောင်မယ်နော်1000တန်းဖြစ်မဲ့ K တန်းဖြစ်ပါမယ်ခင်ဗျာ 1.5 ပါကိုက38သိန်းကားတွေအကုန်လုံးကျွန်တော်တို့ငွေချမ်းလက်ထက်ရေးကြအားလုံးရပါမယ်ခင်ဗျကဲအနောက်မှာတန်းကြံသေးရနော်ဒါလေးကတော့ Master Damio ဖြစ်ပါမယ်တိရွက်ကလေးပါခင်ဗျအဖြူရောင်1008ရှေ့ရနဲ့မှ8သိန်း .3 ဒီဘက်မှာကတော့ Passo ကိုမှတောက်လျှောက်နဲ့100810ပဲဒီကောင်လေးကတော့668သိန်းပါခင်ဗျာ Crown ရှိပါမယ်1002 F10 1 year 668သိန်းနော် 2.5 Swift ရုပ်ပြောင်း 8G လေးဒီရှိမယ်ခင်ဗျာပါဝိုက်နေနော်1000တန်းပါဝိုက်ပါposted digital ပါခင်ဗျာနော် 1.2 ပဲဒီကောင်လေးရတယ် G6 ထဲမှာလောလောဆယ် showroom မှာဒီ1000တန်းလေးပဲရှိမယ်ခင်ဗျာကိုက88သိန်းမှန်မဲမီကြောင်နော် H10 လေးဖြစ်ပါမယ် G6 ကျွန်တော်ရှိမှာ4စီးလောက်ကြံအောင်မယ်ခင်ဗျာအဖြူအောင်ကြံအောင်မယ်မိုးပြန်အောင်လေးလည်းကြံအောင်မယ်နော်နောက်ရက်တင်မိမယ်ခင်ဗျာ G6 ဆို4စီးလောက်ရှိမယ်ဝေချန်လက်ထက်ရေးကြရန်ကုန်မန္တလေးနေပြည်တော်ပဲခူးကျွန်တော်တို့မြို့ပေါ်ဆိုလျင်ဒါအရေးကြရမယ်ပေါ့နော်အရေးကြအသေးစိတ်ကိုလည်းကျွန်တော်ရဲ့ဖုန်းနံပါတ်39 9320 60 30ကိုကျွန်တော်တို့ဆက်သွယ်မိများဆောင်နိုင်ပါတယ်ခင်ဗျာကိုရလာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့အရှိတကုံ9ရက်ကွယ်ရသဒရီဝမ်ဝေးလမ်းမရုံမှာကြည့်ရမှာဖြစ်ပါတယ်ခင်ဗျစင်ပြအောင်လွတ်ဆောင်ပေးပါမယ်ငွေချန်လေးလည်းရမယ်အလဲထက်အားလုံးရမယ်အရေးကြနော်ရှိမှလည်းကားလေးကြံသေးတယ်ဟိုးမှာပတ်ဆိုးလေးတလားအဲ့ကောင်လေးကတောက်လျှောက်နဲ့ပွိုင်3အဲ့ကောင်လေးလည်းရောင်းမှာ688သိန်းခုံဆက်စမတ်ကြီးဒီဘက်မှာဒါဒမ်မီယိုတစ်လုံးကနဲ့ရောင်လေးလည်းရောင်းပါရောင်လေးကတော့ကျွန်တော်668တန်းလောက်ဖြစ်မယ်ခင်ဗျာတစ်လုံးကနဲ့ပြန်နှက်လို့ရမယ်ခင်ဗျာနော်စာမလေးလေးရောင်းပါကျွန်တော်ဈေးမသိရသေးလို့ကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအစုံကြီးကြည့်ပြီးတဲ့ customer တယောက်ချင်းကိုကျေးဇူးတင်ပါတယ်ကဲဒီဘက်တန်းလေးပြဖို့မိပါတယ်နော်ဒီမှာဒါလေးကြံအောင်မယ်488သိန်း2019ကျူတန်းပြီးတော့ဒီမှာဈေးအများကြီးမနိုင်အောင်ဆိုရင်388သိန်းနဲ့အာမိုင်းနဲ့လေးရှိမယ် H10 လေးခင်ဗျာနော် H10 ပကိုးလေးပါကဲကားလေးတွေကိုဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဖုန်းနံပါတ်ဖုန်း3လုံး20 60 30ကိုဆက်သွယ်ဆောင်နိုင်ပါတယ်ခင်ဗျာကဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ခုခတ်မှာနောက်ပြီးမှပြန်လဲစုံတွေ့ကြပါမယ်ခင်ဗျာ